ဖိုးလာပြေဟာရွာဦးကညောင်မင်းကြီးအောက်မှာဆော့ကစားနေရင်မြေကြီးပေါ်မှာတောက်ပနေရဲ့ရွှေလက်စွပ်တကွင်ကိုတွေ့လိုက်ရပါတယ် ဒါဘသူလက်ဆွတ်ပါလိမ့်အရန်လှတာပဲရွှေစစ်စစ်ကြီးလားမသိဘူး ဖိုးလာပြေဟာလက်စွပ်ကိုအိတ်ကထဲထည့်ပြီးအိမ်ပြန်လာခဲ့ပါတယ်လမ်းမှာသူ့လိုချင်နေတဲ့ရုပ်သေးရုပ်လေးကိုတတိယပြီးရောင်းစားလိုက်ရင်ကောင်းမလားလို့တွေးနေမိပါတယ် ဒီလက်ဆွတ်ကိုရောင်းလိုက်ရင်ငါလိုချင်တဲ့ရုပ်သေးရုပ်ဝယ်လို့ရမှာပဲဒါပေမဲ့ပိုင်ရှင်ကစိတ်မကောင်းဖြစ်နေမှာပေါ့ နောက်ဆုံးမှာတော့ဖိုးလက်ပြေဟာလက်စွပ်ကိုပြန်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာရွာထဲမှာလက်စွပ်ပြောက်တဲ့သူရှိပါသလားလို့လိုက်မေးပါတယ်အဲ့ဒီအချိန်မှာငိုယူနေရဲ့အဖွားတော်အေးကိုတွေ့လိုက်ရပါတယ် အဖွားဒီလက်ဆွတ်ကအဖွားဟာလားနဲ့ကျွန်တော်ညောင်ပင်အောင်မှာတွေ့ခဲ့လို့ပါအိုးဟုတ်တယ်သားရဲ့ဒါအဖွားရဲ့အမတ်တရလက်ဆွတ်လေးပါကျေးဇူးတင်လိုက်တာသားရဲ့ အဖွားတော်အေးကဝမ်းတာလွန်းလို့ဖိုးလေးပြေကိုချီးမွမ်းပါတယ်ဖိုးလေးပြေဟာပစ္စည်းတစ်ခုရလိုက်တာထက်စိတ်ချမ်းသာမှုကိုပိုခန်းစားလိုက်ရပါတယ်